ဒီနေ့ကကြတော့လေပူပေါင်းပန်းလေးကိုထိုးပြပေးပါမယ်။ဟော magic ring လေးကိုလုပ်ပါမယ်။အဲဒီ magic ring လေးထဲမှာတိုင်တိုလေး15ခါကိုထိုးပါမယ်။2 3 4 5 15တိုင်တိုလေး15ခါပြီးသွားပြီဆိုရင်ကျိုးလေးကိုဆွဲကြည့်လိုက်ပါမယ်။ပြီးရင်ရှက်ကွန်လေးနဲ့လာပြီးတော့ချိန်ပါမယ်။ဖွက်ဖက်လေးကိုလုံးမဆိုတော့ကျမတို့ကကျတော့ကျိုးလေးပြောင်းမယ်ပေါ့နော်အဝါရောင်ကျိုးလေးကိုယူပြီးတော့ခွင်းရှင်လေးလှုပ်လိုက်ပါမယ်ပြီးတော့မှဆွမ်းနာတို့ကဝတ်ဆန်လေးလှုပ်ထားတဲ့အစိမ်းရောင်ထဲမှာအဝါရောင်ခွင်းရှင်လေးကိုလာပြီးတော့ချိန်မယ်ပေါ့နော်ကျိုးလေးလှမ်းချိတ်ပြီးပြီဆိုရင်ခြေတစ်ခါထိုးပါမယ်အဲ့ဒါဆိုရင်နောက်ထပ်ခြေဆက်ထိုးပါမယ်2 3အဲ့ဒါဆိုရင်နောက်ဆုံးတစ်ခုပါ4အဲ့ဒါခြေလေး4ခါတိုင်လက်ကိုထိုးမှဖြစ်တဲ့အတွက်ကြောင့်အမကျိုးတစ်ခါရင့်မယ်ဆွဲလာပြီးရင်3ခုစလုံးမဖြုတ်ပဲနဲ့2ခုကိုပဲဖြုတ်ပါမယ်အဲ့ဒီပေါင်ထဲမှာပဲနောက်ထပ်တိုင်လက်တစ်တိုင်ဆက်ထိုးပါမယ်2ခုကိုပဲဖြုတ်ပါတခွင်းကျန်ပြီးရင်သူ့နှစ်ဘေးကပေါက်ထဲမှာတိုင်လက်ကို3ခါဆက်ထိုးပါမယ်တစ်ခါ2ခုဖြုတ်နောက်ထပ်အဲ့ဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်လက်ယူမယ်2ခုကိုပဲဖြုတ်ပါမယ်2ခါနောက်ထပ်တိုင်လက်ပါ3ခါ2ခုကိုပဲဖြုတ်ပါမယ်တကွင်းစီခြံခဲ့ပါမယ်နောက်ထပ်သူ့နှစ်ဘေးကပေါက်ထဲမှာတိုင်လက်နောက်ထပ်တစ်ခါဆက်ထိုးပါမယ်နှစ်ကွင်းပဲဖြုတ်ပါနောက်တစ်ခါတိုင်လက်ယူပါမယ်ပြီးရင်နှစ်ကွင်းကိုပဲဖြုတ်ပါနောက်ဆုံးတစ်ခါတိုင်လက်ယူပါမယ်အဲ့ဒါဆိုရင်စုစုပေါင်းကျမတို့ကတိုင်လက်လေး10ခါရလာပြီဆိုရင်အဲ့ဒီအကုန်လုံးကိုတစ်ခါတည်းချိန်ပါမယ်တစ်ခါလေးချိတ်လာပြီးရင်ရှက်ကော်လေးနဲ့ချိတ်ပါမယ်ပြီးရင်ခြေလေး၄ခါဆက်ထိုးပါမယ်၄ခါထိုးပြီးပြီဆိုရင်နောက်ဆုံးထိုးခဲ့တဲ့အပေါက်ထဲမှာပဲရှက်ကော်လေးနဲ့လာပြီးတော့ချိတ်ပါမယ်တက်ပွေးပက်လုပ်ဖို့အတွက်ခြေလေး၄ခါဆက်ထိုးပါပြီးရင်အမကျိုးတစ်ခါရစ်ပြီးတော့တိုင်လက်လေးတွေကို2ခုစီဖြုတ်သွားပါနောက်ထပ်တိုင်လက်2ခုဖြုတ်နောက်ထပ်တိုင်လက်2ခုဖြုတ်ပါမယ်ပြီးရင်2ခုဖြုတ်အဲ့ဒါဆိုရင်5ခါရပြီအဲ့ဒါဆိုရင်နောက်ထပ်သူ့ရဲ့တဘေးမှာ6ခါ9ခါ10ခါကျမတို့ဒါတိုင်လက်လေး10ခါရပြီဆိုရင်တစ်ခါတည်းဖြုတ်ပါမယ်ပြီးရင်ရှက်ကော်လေးနဲ့ခြေလေး4ခါဆက်ထိုးပြီးတော့သူနောက်ဆုံးထိုးထားတဲ့အပေါက်ထဲမှာရှက်ကော်လေးနဲ့ခြေပြီးတော့နောက်ထပ်ပွက်ဖက်လေးကိုသွားပါမယ်ဒီလိုမျိုးကျမတို့ထိုးလာတာနောက်ဆုံးကိုရောက်ပြီဆိုရင်ခြေလေး4ခါဆက်ထိုးပါပြီးရင်နောက်ဆုံးထိုးထားတဲ့ပေါက်ထဲမှာပဲရှက်ကွန်လေးနဲ့လှမ်းချိလိုက်ရင်ကျမတို့ဒါလေးပူပေါင်းပန်းလေးရလာပြီပေါ့နော်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်